ကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာမှာလို့ဘာတွေကျွန်တော်လိုက်ထည့်မယ်နော်အဲ့တော့ဘာတွေထည့်မယ်ဆိုတော့ဒီမှာကျွန်တော်ဘာကဘယ်ကနေသွားလို့ဆိုရင်ဒီဘာ command ဘာပတ်နေရနေတော့ဒီမှာဘာရှိတယ်ကျွန်တော်အခုလောလောဆယ်က swing chat ဘာ swing ဆိုတာဟိုဟာ swing chat ဘာကိုပဲပြောတာနော်တော့ chat view chat ဘာရှိတယ် swing chat ဘာရှိတယ်အခုကကျွန်တော် gate bar တွေပါထည့်မယ်နောက်ကျွန်တော်ဒီမှာပတ်ရဲ့ဒီဟိုပေါ့ session ပေါ့ session line မှာလည်းကျွန်တော်ဒီမှာ gate bar တစ်လုံးခံထားမယ်ဒီမှာကကျွန်တော်တို့ဟိုဟာဘာမဟုတ်ဘူးကျွန်တော်တို့အဝင်မှာကကျွန်တော်တို့ reducer တစ်လုံးထည့်ထားပေးမယ် concentric reducer သုံးမယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီအောက်မှာတွေ့လား select object to assign current redirection site redirection လုပ်မဲ့ site ကိုဒီဘက်ကိုဘယ်ချမ်းကိုရေးပြီးနောက်ဒီဘက်ချမ်းပေါ့ဒါ redirection လုပ်မဲ့ site ပေါ့ okay okay ပေါ့အခုကျွန်တော်ဒီမှာ pen station အတွက်ပြီးပြီဆိုရင် control bar station ကိုကျွန်တော်ဒီမှာလာမယ် control bar station အတွက်ကို control bar က control bar တစ်ခုထည့်မယ်ပြီးလို့ရှိရင် gate bar တွေ reducer တွေထည့်မယ်နောက် gate bar တွေကဘာလို့ဖို့လို့ဆိုရင် control bar တွေက occasionally ပေါ့ရံဖန်ရံခါမှာကျွန်တော်တို့ဒီအခုကျွန်တော် control bar တစ်လုံးရေးထည့်လိုက်မယ်နော် gate diagram ပေါ့ဒီမှာကျွန်တော် control bar တစ်လုံးထည့်မယ်okayအဲ့တော့ control bar ထည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မှာဒီ control bar ကိုများသောအားဖြင့်ကျွန်တော်တို့က instrument အနေနဲ့ကြိတ်တဲ့အခါကျလို့ရှိရင်ပြင်ရတာပြုရတာ maintenance ဝင်ရတာရှိတဲ့အခါကျရင်ဒီ flow ကိုလည်းကျွန်တော်မထိခိုက်အောင်လို့မလုပ်ပြီးတာဆိုတော့ဒီ minor process line တစ်ခုကျွန်တော်ထည့်ပြီးသားကျွန်တော်ဒီမှာနေရာဝင်နေတယ်မသိဘူးကျွန်တော်ဒီမှာ gate minor process line ဒီနားနေဝင်နော်အဲ့မှာကျွန်တော် line ဆွဲတဲ့အခါကျလို့ရှိရင်သူသွားမယ် flow ကနော်ကျွန်တော်ဒီ flow ကဘယ်ကနေထွက်မလို့ဆိုရင်ဒီ vessel ကနေပြီးထွက်လာမှာထွက်လာပြီးတခြား drawing မှာရှိတဲ့ဒါ vessel တွေကျန်တဲ့နေရာကို storage တက်နေကျန်တဲ့နေရာကိုသွားမှာဆိုတဲ့အတွက်ကြောင့်ဒီကောင်းကိုတော့ဆွဲတဲ့ direction ဆွဲတဲ့အခါကျွန်တော်ဒီလိုပြောင်းပြန်ကြီးပြန်မဆွဲဘူးပြောင်းပြန်ပြန်ဆွဲလို့ရှိရင်ဆွဲတဲ့ direction တိုင်းကိုပြောင်းပြန်ကြီးတက်သွားလိမ့်မယ်နော်သူ့ရဲ့ flow direction တိုင်းပဲသွားမယ်အဲ့တော့ဒီကောင်ကကျွန်တော်က bypass နဲ့သွားမှာ bypass နဲ့သွားတဲ့ line မှာကအခုလောလောဆယ်ကျွန်တော် gate bar တစ်လုံးထည့်မယ်ဘယ်မှာထည့်မလို့ဆိုရင်ဟောဒီကောင်လေးဒီကောင်လေးကိုအဖွင့်အပိတ်ပေါ့ဘာအဖွင့်အပိတ်ကကျွန်တော်ကလုပ်တဲ့အခါကျလို့ရှိရင်ဒီဘက် channel ကနေလောက်ပါ okay နောက်ကျွန်တော်ဗာထည့်မှာဆိုရင် reducer တစ်လုံးထည့်မယ် reducer ရဲ့ဒီ redirection side ဘက်ခြမ်းဒီညာဘက်ခြမ်းကိုပြီးတယ်ပြီးရင်ကျွန်တော်ဟောဒီဒီပါလို့ဆိုရင်ဟောဒီ line နဲ့ဒီ bar နဲ့ကိုကျွန်တော်ဗာလို့နှစ်ခုပြီးတာပဲ
ဒီပေါ့နောက်ဒီဘက်ချမ်းမှာလည်း user ကိုစလုံးထည့်ပေးမယ်ဒီဘက်ကောင်တော့ဒါကကျွန်တော်က fully off လုပ်ထားမှာဒီနှစ်ခုလုံးပိတ်လိုက်ပြီဆိုရင်ဒီကောင်ကဘာလုပ်လဲ isolate လုပ်လိုက်တဲ့သဘောဖြစ်သွားပြီ flow ကဒီဘက်ကိုလာကြအကြောင်းကြီးကို bypass line ကနေမှဆင်သွားမယ်ဘာကို control လုပ်ဖို့အတွက်ကိုကျွန်တော်ကဒီကိုကောင်အတွက်ကကြတော့ globe bar သုံးပါ globe bar ကကြတော့ဒီကျွန်တော်ကဒီ half open half off เนาะဒီတဝက်ဖွင့်တာတဝက်ပိတ်တာနောက်တော့ဒီကောင်ကို throttle လုပ်လို့ရတယ်เนาะဒီကျွန်တော်ဒီမှာထားမှာနောက်ဒီ control bar station ကိုလည်းဟောဒီဘက်အောက်ဘက်ချမ်းမှာလည်းလုပ်လိုက်မယ်ဒီဟာတော့ကျွန်တော်လုံးမပြတော့ဘူးကျွန်တော်လုပ်ပြီးသားဟာလေးပဲကျွန်တော်လုပ်ပါမယ် recording မလုပ်တော့ဆက်ရှိသွားမှာဆို